အရာအလုံးပြင်ဆင်ပြီးသွားပြီးအစီကံအချို့ကမင်းကိုရိုးရိုက်ကားပေါ်တင်ပေးလိုက်တယ်မထွက်ခွာခင်မှာအစီကံတယောက်ကအတန်တိုးတိုးနဲ့မှာကြားဖို့မမေ့ခဲ့ဘူးတခင်လေးကြောင်းရောက်ရင်အဖိုးကြီးရဲ့မှာကြားချက်တွေကိုလုံးဝမမေ့ပါနဲ့စာတင်တာကိုလုံးဝအာရုံမစိုက်ပါနဲ့စာကြိုးစားဖို့လည်းစိတ်မကူပါနဲ့အခုအရေးကြီးဆုံးကတော့မြန်မြန်ဆန်ဆန်ရေးစားထားဖို့ပါပဲဖာစီကိုလက်ရဖမ်းနိုင်အောင်ကြိုးစားရမယ်နော်ရိုးရိုက်တစည်းကရန်ဟိုင်းမျိုးရဲ့73ချိန်မြောက်အထက်တန်းကျောင်းရှိမှရပ်တန့်သွားတယ်ဒီကျောင်းကရန်ဟိုင်းမှာနာမည်ပြည့်နဲ့ကြော်ကြားတဲ့ကျောင်းပါဆရာတွေရဲ့အရေးသွေးညံ့ဖျင်းယုံနေမကပဲကျောင်းရဲ့စီကံကလည်းအောက်ဆုံးအဆင့်ထိပျက်စီးနေတာပါလူမိုက်လေးတွေကိုနေရာတိုင်းမှာတွေ့နိုင်ပါတယ်ဆရာတွေနဲ့ကျောင်းအုပ်ကလည်းတစ်ဖက်ပိတ်တစ်ဖက်ဖွင့်ထားကြရတယ်ဒီကျောင်းဟာကျောင်းသားတွေတက္ကသိုလ်တက်နိုင်မှုထက်လူမိုက်ထွက်နှုန်းကပိုများပါတယ်လူချမ်းလူမျိုးဂုံတရေရှိတဲ့တထေးသားတယောက်ကဘာကြောင့်ဒီလိုကျောင်းမျိုးမှာစာလာတင်တာလဲဆိုတာလူတိုင်းတန်တရားဖြစ်ကြလိမ့်မယ်အကြောင်းရင်းကရိုးရှင်းပါတယ်ဒါဟာသူ့အဖေလူဘက်တင်ကတီးတက်စီစဉ်ပေးထားတာပါသူကမင်းကိုဒီလိုဆိုးရတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းစေပြီးသူ့လိုမျိုးရက်ဆက်တဲ့လူတယောက်ဖြစ်လာစေချင်တာပါဒါဆိုဘိုင်ဝေးလိုမျိုးတထေးသမီးကတော့ဘာကြောင့်ဒီကျောင်းမှာစာလာတင်တာလဲအဖေကတော့အတူတူပါပဲသူမရဲ့အဖိုးကိုယ်တိုင်စီစဉ်ပေးခဲ့တာပါဒါပေမဲ့ဘိုင်ဝေးကတော့ကျောင်းမှာအတော်ဆုံးအထူးတန်းကိုဝင်ခွင့်ရခဲ့တယ်မင်းကားပေါ်ကဆင်းပြီးကျောင်းပေါက်ဝကိုရှောက်သွားတဲ့အခါသပင်ဆေးမျိုးစုံဆိုးထားတဲ့လူမိုက်တစုကချက်ချင်းဝိုင်းအောင်လာကြတယ်တခင်လေးနောက်ဆုံးတော့ပြန်လာပြီပေါ့ကျွန်တော်တို့စိုးရိမ်နေတာတေတော့မလို့ပဲဟုတ်တယ်အကိုလူဘာမှမဖြစ်ဘူးမလားမနေ့ညကတော့အကိုကိုတွားချဖို့တိုင်ပင်နေကြတာမင်းသူတို့ကိုတစ်ချက်ကြည့်လိုက်တယ်မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်အရဒါတွေကမင်းเจ้าမှာထားထားတဲ့လက်ပါစီတွေပဲမင်းစိတ်မရှိသလိုလက်ကပြပြီးသူတို့ကိုလူစုခွဲလိုက်ကနဝမာရန်အခန်းရှစ်စီကိုတန်တက်မက်မက်လျှောက်သွားလိုက်တယ်စာသင်ခန်းထဲဝင်လာပြီးကိုထိုင်ကုန်မှာကိုထိုင်လိုက်ကစပွဲအောက်ကစာအုပ်တွေကိုအကုန်ဆွဲထုတ်လိုက်တယ်မကြည့်ရင်တာနေမယ်ကြည့်လိုက်တော့မှစာသင်တဲ့ဝက်ကျိုးနေပြီဖြစ်ပေမဲ့ဒီစာအုပ်တွေကတအုပ်ထက်တအုပ်အတစ်ဆက်ဆက်အတိုင်းရှိနေပါလားစပွဲပေါ်မှာစီထားတဲ့အတစ်ဆက်ဆက်စာအုပ်တွေကိုကြည့်ပြီးမင်းရဲ့မျက်လုံးတွေကချက်ချင်းတောက်ကလာတယ်ဒါတွေကအသက်ရှည်စေမဲ့ယန္နာတွေပဲမင်းတင်ချစာအုပ်ကိုလှမ်းလိုက်ပြီးဘ ഹു တုတပင်လေထဲမှာနစ်မြုပ်ဖို့ပြင်းနေတော့စာသင်ခန်းတကားဝမှာလူလေးတစ်ခုပေါ်လာတယ်အဲ့ဒါကအတန်းထဲကယောက်ျားလေးတွေအားလုံးရဲ့အကြည့်ကိုချက်ချင်းဖမ်းစားသွားတယ်မင်းကောင်းမို့ကြည့်လိုက်တဲ့အခါဖြူစင်တဲ့အသားရည်နဲ့စပင်ရှည်လေးကိုပကုံးပေါ်ချထားတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်။သူမကကိုလုံးကိုပေါက်လှပရုံတင်မကပဲအရှင်ဝါကလည်းအရန်ကိုတင်းငိမ်လုံးနဲ့သူမရဲ့လှပတဲ့မျက်လုံးအစုံကမင်းကိုစိုက်ကြည့်နေတယ်။အေးဆက်တဲ့လေတံနဲ့ရှင်ဘာသဘောလဲကိစ္စရှိလို့လားရှင်နိုးလာပြီဆိုရင်ဘာလို့ကျမစီစားမပြန်တာလဲလူတယောက်ကိုမျှော်လင့်ချက်ပေးပြီးမှပြန်ပြီးစိတ်ပြတ်အောင်လုပ်တာကဘယ်လိုခံစားချက်မျိုးလဲဆိုတာရှင်သိလားရှင်နိုးမလာတော့ဘူးလို့တောင်ကျမထင်နေတာလူချမ်းကျမဘိုင်ဝေးကတစ်သက်လုံးအိမ်အောင်မပြုတ်ပဲနေသွားရပါစေရှင့်လိုလူမျိုးကိုတော့ဘယ်တော့မှယူမှာမဟုတ်ဘူးဘိုင်ဝေးကစကားတွေအများကြီးပြောသွားပေမဲ့မင်းကသူမကိုလုံးဝဂရုမစိုက်ပဲစာအုပ်ဖတ်တာကိုပဲအာယုံစိုက်နေတာကိုသူမတွေ့လိုက်ရတယ်ဟေးရှင့်ကိုပြောနေတာကြားလားမင်းစာအုပ်ကိုပိတ်လိုက်ပြီးစကားပြောလို့ပြီးပြီလားပြီးရင်ဖယ်ပြီးတော့ငါစာချက်တာကိုလာမနှောက်ရက်နဲ့အရင်တုန်းကဆိုရင်မနေ့ကင်းစာချက်ချိန်မစခင်ကလေးကမင်းကသူမအတန်းတကားဝါမှာသွားဆောင်နေတတ်တာသူမသွားလျာကိုမင်းကတကောက်ကောက်လိုက်နေတတ်တာဘလို့မှမောင်းထုတ်လို့မရခဲ့ဘူးအခုတော့ရှင်ကကျမကိုပြစ်မှားပြီးမှလွတ်ထားခြင်းနဲ့ကစားကွက်မျိုးကစားနေတာပေါ့လေဟုတ်လားဒါဟာဘိုင်ဝေးကမင်းစီကိုပထမဆုံးအကြိမ်ကိုယ်တိုင်လာရှာတာပါဒါပေမဲ့ရလာတဲ့ရလက်ကဒီလောက်အေးဆက်နေလိမ့်မယ်လို့သူမမထင်ထားခဲ့ဘူးရှစ်ပုံစံကတကယ်ကိုပြစ်မှားပြီးမှလွတ်ထားခြင်းနဲ့ဟန်ဆောင်မှုအဟောင်းကြီးပဲဒါပေမဲ့ဘိုင်ဝေးကတော့ဒါကိုလုံးဝအယုံကြည်မရှိပါဘူးလူချမ်းရှင့်ရဲ့ဒီလိုအမှုရာကိုအမြဲတမ်းထိန်းထားနိုင်ဖို့ကျမမျှော်လင့်ပါတယ်နှုတ်ဆက်ပါတယ်မဟုတ်ဘူးနောက်ထပ်မတွေ့ရပါစေနဲ့တော့ဘိုင်ဝေးစကားပြောပြီးတာနဲ့ဒေါသတကြီးလှည့်ထွက်သွားတယ်ဒါပေမဲ့မင်းရဲ့စိတ်ထဲမှာတော့ဘာလိုက်တပိုးမှထမှတ်လာပါဘူးခေါင်းငုံပြီးတင်းချစာအုပ်ကိုပဲဆက်ဖက်နေတယ်အတန်းထဲကယောက်ျားလေးတွေကဒါကိုမြင်ပြီးတို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 းနဲ့စတင်ပြောဆိုလာကြတယ်ငါပြောသားပဲအကိုလူကဘိုင်ဝေးကိုလိုက်နေတာအပြောတက်တက်ပဲလို့လူမိသားစုရဲ့တူဦးတဲ့တော့သားကဘယ်လိုလုပ်ခွေးလို့လိုက်ကနေမှာလဲဒါနဲ့ပြောရအောင်မယ်အကိုလူစောက်လန်နေတဲ့ပုံစံကတကယ်စာကြိုးစားနေတဲ့လူနဲ့တော်တော်တူတာပဲနော်ပောက်ကရတွေအကိုလူရဲ့တရုပ်ဆောင်ချက်ကမင်းသားတွေထက်တောင်တာသေးတယ်ဘိုင်ဝေးကလှေကားထစ်ကိုရောက်တဲ့အခါမတိမတာနောက်ကိုပြန်လဲကြည့်လိုက်တယ်ဒါပေမဲ့မင်းကသူမနောက်ကိုလိုက်မလာတာကိုတွေးလိုက်ရတဲ့အခါသူမစိတ်ထဲမှာတန်တရားတွေဝင်လာတယ်သူတကယ်ပဲပြင်းမာပြီးမှလွတ်ထားခြင်းနဲ့ကစားကွက်ကစားနေတာမဟုတ်ဘူးလားတကယ်ပဲငါနဲ့အဆက်အသွယ်ဖြတ်ချင်နေတာလားဘိုင်ဝေးသူမရဲ့လက်သီးလေးကိုတင်းတင်းဆုပ်လိုက်တယ်ဒါလည်းကောင်းတာပါပဲဒီလူရုပ်မာရဲ့နှောက်ယှက်မှုမရှိတော့ဘူးဆိုရင်ငါစိတ်အေးလက်အေးစာတင်လို့ရတာပေါ့သူမကလှေကားထစ်ကနေလှည့်ထွက်ပြောက်ွယ်သွားတယ်ဘိုင်ဝေးထွက်သွားပြီးမကြခင်ပါပဲတင်ချစာအုပ်ပိုက်ထားတဲ့ဆရာမတယောက်အခန်းထဲကိုဝင်လာတယ်သူမကအရန်ကိုဆွဲဆောင်မှုရှိတဲ့ကိုလုံးကိုပေါင်းနဲ့လှပလုံးလို့ဖော်ပြလို့တောင်မရနိုင်တဲ့ရုပ်ရည်ရှိသူပါဘေးနာကအကြောင်းသားတွေနဲ့ဆရာတွေအားလုံးရဲ့ပူလောင်တဲ့အကြည့်တွေကြားထဲမှာဆရာမကမင်းတို့အတန်းထဲကိုတန်တန်မတ်မတ်ရှောက်ဝင်လာတယ်သူမရဲ့အတန်းကလည်းကြည်လင်နေတာပဲမင်္ဂလာပါကျောင်းသားတို့ငါကမင်းတို့ရဲ့အတန်းပိုင်ဆရာမအတေးရတီပါဝါမိုက်လိုက်တာတက္ကသိုလ်ဝင်စာမှုပွဲဖြစ်ဖို့3လပဲလိုတော့တယ်ရှေ့ဆက်မဲ့ရက်တွေကိုငါနဲ့အတူဖြတ်တန်းကြရမယ်ဝါအောက်ကအကြောင်းသားတွေရဲ့အော်ဟစ်တန်တွေကိုကြားနေရပေမဲ့ယတိရဲ့မျက်နှာကတော့ဘာမှမူရာမှမရှိပါဘူးသူမရဲ့အကြည့်တွေကအတန်းထဲမှာတူးလေးသောစာကိုအာယုံစိုက်ဖက်နေတဲ့မင်းစီကိုကြားရောက်နေတယ်သူမကမင်းရဲ့စာကြိုးစားတဲ့ပုံစံကြောင့်စိတ်လှုပ်ရှားသွားတာမဟုတ်ပါဘူးသူမကမြင့်မြတ်ပြီးခက်ခဲတဲ့တာဝန်တစ်ခုနဲ့ရောက်လာတာပါရတီဟာနဂါးနိုင်ငံရဲတက္ကသိုလ်ကပါရဂူပွဲရတယောက်ပါကျောင်းပြီးတာနဲ့မြို့တော်ရဲဌာနချုပ်ကိုတိုက်ရိုက်ဝင်ရောက်ခဲ့တယ်သူမရရှိတဲ့ပထမဆုံးတာဝန်ကတော့လူမိသားစုလုပ်ငန်းစုကိုအမြင့်ပြတ်ချေမှုန်းဖို့ပါပဲနှစ်ပေါင်းရာချီတက်တန်းရှိတဲ့ဒီလူမိုက်မိသားစုဟာအမြင့်တွေနေပြီးအရန်ကိုနှက်ဆိုင်ပါတယ်လူမိုက်လုပ်ငန်းကနေစတင်ခဲ့ပေမဲ့အခုတော့သူတို့ကိုသူတို့အဖြူရောင်လုပ်ငန်းရှင်တွေအဖြစ်တန်းရှင်းအောင်လုပ်ထားကြတယ်ဖွဲ့စည်းကတနလုံးလုံးစုံစမ်းခဲ့ပေမဲ့ခိုင်လုံတဲ့တက်တေတစ်ခုမှရှာမတွေ့ခဲ့ဘူးဒါကြောင့်နောက်ဆုံးမှာတော့လူမိသားစုရဲ့စက္ကန့်သူဖြစ်တဲ့မင်းစီကနေလမ်းဆက်ရှာဖို့ဆုံးဖြတ်ခဲ့တာပါမင်းကကြောင်းမှာမကောင်းမှုမျိုးစုံလုပ်နေပြီးအရန်ကိုထောင်မရန်ကားတဲ့အုံမကျတဲ့တထေးသားတစ်ယောက်ဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲရတီကမင်းတို့အတန်းရဲ့အတန်းပိုင်ဆရာမအဖြစ်တာဝန်ယူဖို့ကိုယ်တိုင်တောင်းဆိုခဲ့တာပါမင်းစီကနေလမ်းဆက်ရှာပြီးလူမိသားစုရဲ့အခြေခံအုံမြစ်ကိုအမြင့်ပြတ်ဖြိုခွင်းဖို့သူမစီစဉ်ထားတာပါမင်းကောင်းငုံပြီးစာဖတ်နေတာကိုကြည့်ပြီးရတီရဲ့စိတ်ထဲမှာတန်တရားတွေပြည့်နေတယ်သူမစင်ပေါ်မှာရက်နေတာဒီလောက်ကြာပြီဖြစ်ပေမဲ့မင်းကခေါင်းတောင်မကြည့်ဘူးခေါင်းကိုစောက်ထဲအထိနေထားခြင်းတဲ့ပုံစံမျိုးနဲ့ဒီလောက်ထိစာကြိုးစားနေတဲ့ပုံစံကဘလို့ကြည့်ကြည့်တရားမဲ့ရက်စောက်နေတဲ့တထေးသားနဲ့မတူဘူးအဖွဲ့အစည်းရဲ့သတင်းချက်လက်တွေမှားနေတာလားအဲ့ဒီအချိန်မှာပဲတကယ်စာဖတ်နေတဲ့မင်းကစာအုပ်ကိုကြမ်းပြင်ပေါ်ဒေါသတကြီးရိုက်ချလိုက်ပြီးခြေထောက်နဲ့တောင်အတင်းနင်းလိုက်တယ်အလုတ်ရှုပ်လိုက်တာပြဿနာကဒီမှာကိုအကြောင်းရင်းကတော့ခုနတင်ပဲ system ကမင်းကိုလာပြောတာပါစာဖတ်နေစဉ်အတွင်းအကျိုးကျေးဇူးတွေရဖို့အတွက်ဆိုရင်မင်းရဲ့စိတ်ထဲမှာရန်ချမ်း active တက်လို့အကျဲကြီးអော်လိုက်ရမယ်တဲ့ဒီ system အဆုတ်ကတော့ကွာ
ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဘာလို့စောစောမပြောတာလဲငါမှာအသက်ရှင်ဖို့ရက်အနှဲငယ်ပဲကြမ်းတော့တာကိုဒါကငါအချိန်တွေကိုအလကားဖြုံးတီးနေတာမဟုတ်ဘူးလားရန်ချမ်းအတီးတွေဆိုပဲတောက်ဟာငါပြောသားပဲ